Hello. Vacation ကနေအပြန်မှာလိုက်လွှင့်နေတာဖြစ်ပါတယ်။ဒီလိုကြားမှကြားမသိဘူးဆိုတော့တယောက်ခဏတက်လာတာကိုစောင့်ပေးပါမယ်။တက်လာတဲ့လူအတန်ကြားလာမေးပေးမယ်နော်။အတန်ကြားရဲဆိုမှဆက်ပြီးတော့လွှင့်ပါမယ်လို့ဝယ်သားရရှယ်လန်နေတာပါပဲ။ချက်တနည်းကနေပြီးတော့အိမ်ကိုပြန်နေပြပြီ။ Hello Jasmine Grace တမီးအတန်ကြားလား။ဒီစီလင်းကြားလားအတန်တမီးတို့အတန်ကြားလားအတန်ကြားရလားအတန်ကြားရင်ဆက်ပြောပါမလို့မေးနေတာနမွေခေါ်လိုက်မိရဆိုရင်အတန်မကြားဘူးဖြစ်မှာဆိုလို့အတန်ကြားရလားအတန်ကြားရပါလားဆောက်ချုံနေလို့ပါပဲမေးတာအခု3သိန်းရှိနေပြီကြားပါတယ်ဆရာအေးဟုတ်ပြီတမီးစကားဟိုပါပဲเนาะမြင်မဲရိုက်ပြီเนาะဘာလို့မေးရလဲဆိုတော့တောင်နေကြားတွေကနေဖြတ်မောင်းနေလို့เนาะအဲ့ဒါကြောင့်မကြားရရင်ဟောလိုက်တဲ့ဟာတွေဟာဟိုဟာလေအလားအသားဖြစ်သွားမှာဆိုလို့တို့နဲ့ပတ်သက်လို့ဟာတော့နောက်လေးတက်တာလို့မရအောင်เนาะတက်ပြောထားပြီးသားโอเคခုကချက်တမျိုးကနေပြီးတော့အင်ဂျင်နီယာဖြစ်ပါတယ်တမီးတွေကိုလွှမ်းနေပါပြီဒီ trip ဒီမှာပြောလို့ဘာစကားကိုရှာပြီးပြောမှန်းမသိတော့ဆိုတော့ပြန်နေတဲ့အချိန်မှာရသခင်တို့သူပြောခိုင်းတဲ့ message တွေရှိပြောပေးဖို့အတွက်ကို live လုပ်လိုက်တာဖြစ်ပါတယ် live ထဲကိုလည်း join လုပ်ရတဲ့လူတွေကိုထည့်ပေးပြီးတော့မင်းကိုနေမင်းလို့ရပါတယ်เนาะနှစ်ချက်တစ်ဖက်ပဲတက်ထားလို့ပြီးတော့ဒီဘက်ဟိုဟာထဲမှာတောရဲကနေဖြတ်မောင်းနေတော့လေတောင်ကနေဖြတ်မောင်းနေတော့အဲဒါအတန်ကြားလာလို့ဒီစာနေတာဘာ topic ကိုပြောပြရမလဲဆိုရင်ရှင်ဆုံးအထက်လိုက်မယ်နော်နားလေနော်မောင်းနေနေအာယုံခံကြည့်လိုက်အောင်မယ်ဝယ်တဲ့အရန်တာရတယ်လမ်းပြန်ထွက်နေတာပဲလမ်းနာမှပြန်ထွက်ရှေ့မှာလဲစိတ်ပေါ်မှာလဲလင်းမမကိုဖွင့်ထားပေးတယ်ဘာဖြစ်လို့လဲဆိုတော့အဝါရအောင်လိုက်ရအောင်လေမင်္ဂလာပါနေချစိန် live စတာကျမပထမဆုံး revelation လေးတစ်ခုပြောပြချင်တယ်အဲ့ဒါပါလဲဆိုတော့63လုံး63လုံးစီးကိုခတ်တယ်လို့ပြောတဲ့အခါမှာနှစ်ပူးတွေလက်တွေမှာခတ်တာတွေအာကုတ်ပဲထက်ထက် chips ပဲထက်ထက်အဲ့ဒါတွေထက်အရေးကြီးတာ what is the meaning of 666 ဒါသားတွေမှာရေးထားတဲ့စာကြောင်းတစ်ကြောင်းက the number of men လူအရေးအတွက်လို့ပြောလူရဲ့ number အရေးအတွက်မဟုတ်လူရဲ့ number လို့ပြောတယ်6ကလူရဲ့ number တဲ့6ကလူရဲ့ number လို့ပြောတာဆိုတော့လူ666ယောက်ကိုပြောတာမဟုတ်ဘူးဟိုဗာလဲဟို3,400,000ဆိုတဲ့ item ရိုက်တာမဟုတ်ဘူး okay 63လုံးလို့ပြောရင်ဒေါက်တာဂျူလီယန်သင်ပေးနိုင်မယ်ခေါင်းထဲမှာမှတ်ထားမယ့်ချက်က the number of men the number of men ဆိုတာလူရဲ့ number လို့ပြောတာလူအရေးအတွက်ပြောတာမဟုတ်လူရဲ့ number 6ဆိုတာလူရဲ့ number ဆိုတော့6ဆိုတာလူရဲ့ number ကိုစမ်းစာထဲမှာရှင်းထားတယ်ဘာဖြစ်လို့ထည့်လဲဆရာ HB ကိုထည့်လိုက်မယ်ပြီးကြော်စွမ်းအောင်ထည့်ပေးမယ်နော်မိကိုမေးလို့ရမရလားမရဘူးဆိုချောထည့်ပေးလိုက်မယ်နော် hello မင်္ဂလာပါသမီးဆရာသမီးအလုပ်ထဲမှာအေးရတော့ပြောရလားရရင်ပြော
ခဏလေးနော်ခဏလေး ဒီရလား Thank you ပြောတယ်လား မရဘူးဆရာမရဘူးခဏဟိုခဏလေးနော်ဆရာ Okay ရပြီသူထွက်သွားပြီဆရာလေးပြောလို့ဒီလိုမှထွက်သွား Okay ဒါလေး ကြားရလားဆရာသူထွက်သွားတယ်မကြားရအောင်မကြားရအောင်ဆရာသမီးကြားပြီလား ကြားရပြီဆရာကြားရပြီ တွေ့လား63လုံးပြောလဲအတိုက်လောက်တာ you see that ကျောင်းဆရာကြီး on the spot ကိုလောက်တာ okay 63လုံးကိုတွေ့တိုင်းဘာလဲ63လုံးဆိုတာ63လုံးလို့ပြောတဲ့အခါမှာဘာကုတ်တွေစီးတွေအဲ့ဒါတွေခေါင်းနဲ့ထည့်ခိုင်းတာမဟုတ်တစ်ချက်ပဲ message ကိုပေးလိုက်တယ်အားလုံးအတွက်ကိုတလောကလုံးအတွက်ကို message ပေးလိုက်တာ63လုံးကအကျန်းသားတွေမှာရေးထားတဲ့စာကြောင်းခေါင်းထဲကိုထည့်ပေးလိုက်တယ်ရိုက်ထည့်ပေးလိုက်တယ် the number of men the number of men ဆိုတာလူရဲ့ number အဲ့ဒါတက်တာ63လုံးမြင်များစေပါလေ63လုံးဆိုတာပါလေလူရဲ့ number လူရဲ့ number လို့ပြောလို့3,400,000မဟုတ်ဘူး two witness လည်းမဟုတ်ဘူးအဲ့ရုပ်ရှင်တွေမဟုတ်ဘူး666ယောက်လည်းမဟုတ်ဘူးလူရဲ့ number ဥမာ9ရဲ့ရေတွေက9ရဲ့ number က4ဆိုရင်အဲ့ဒါ9 4အဲ့လိုမျိုးကလောက်ရဲ့ number က4ဆိုရင်ကလောက်က4အဲ့လိုမျိုးလူရဲ့ number 63လုံးမြင်များစေလူရဲ့ number ဆိုတော့လူရဲ့ number လို့ပြောတဲ့အခါမှာစပြီနော်အဲ့ဒါကြောင့် attack လုပ်တာဒီလား63လုံးပြောခိုင်းတာ哦ချက်တနုကပြန်မှာ63လုံးပြောခိုင်းတာအဲ့ဒါကြောင့် attack လုပ်တာ so what is the meaning of 63လုံး63လုံးကဘာလို့ပြောရလဲဆိုလူရဲ့ number လို့ပြောတဲ့အခါမှာ63လုံးကိုမြင်တယ်ခေါင်းထဲကနေပြီးတော့အခုချိန်နေစားပြီးတော့အရင်တော့ brain wash လုပ်ခံထားရတဲ့အချက်တွေဖြစ်တဲ့ဘာကုတ်တွေ chips တွေအဲ့ဒါတွေအကုန်လုံးဖယ်ထုတ်ပြီးတော့ဘာလို့ထည့်ရမလဲဆိုရင်63လုံးကလူရဲ့ number ဆိုတော့ antichrist ကလူရဲ့ number ကို63လုံးနဲ့ထိုးတယ်ဆိုတဲ့ခါကျတော့ what is the meaning of that အဲ့ဒါကြီးကနှစ်ကြီးအဲ့ဒါကြီးကိုဘယ်သူမှမသိဘူးအဲ့ဒါကြီးကဘာလို့အနှစ်လဲပြောလဲဆိုရင် share the point ခေါင်းထဲကိုတစ်ခါလေးထည့်okay မင်းတို့ရှင်းပြဖို့အတွက်ကိုဆရာစဉ်းစားနေတယ်ခဏလေး okay here is the point 63လုံးကဘာလဲ number 1အချက်လူရဲ့ number 6ဆိုတာလူရဲ့ number နံပါတ်2အချက်အဲ့ antichrist ကဘာလို့လူကိုရွေးတာလဲလူဆိုတဲ့ number ကိုဘာလို့ရွေးတာလဲလူမှာလူကိုရွေးတာအဓိက63လုံးရဲ့ meaning ကဘာလဲဆိုလူတွေမှာဆုံးမရှိအောင်လုပ်လိုက်တာပြောပြီးတော့63လုံးရဲ့ meaning ရဲ့အဓိကချက်ကဘာလဲလောကကြီးမှာ antichrist အုပ်စိုးနေတဲ့အချိန်မှာလူတွေမှာ souls လုံးဝမရှိအောင် soul ကို think လိုက်တာ soul ကိုဖျက်ဆီးလိုက်တာ soul ကိုစုပ်ယူလိုက်တာ soulless men SOULLESS man အဲ့ဒါ the meaning of 63လုံးအောင်မန်လေးစတနုကပြန်มาဝင်ပြောတာဟိ
Chattanooga နေအပြန်မှာ vacation အပြန်မှာ Louisville ကိုမောင်းနေတဲ့အချိန်မှာ6-3 လုံးရဲ့ meaning ကိုဝင်ရှင်းသွားတာ what is 6-3 လုံး what does 6-3 လုံး mean ANS answer 6-3 လုံး mean Antichrist အုပ်စိုးတဲ့အချိန်မှာလူတွေမှာ souls လုံးဝမရှိဘူး soulless human being wow 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 6-3 လုံးရဲ့ meaning ကဘာလဲလူတွေမှာ souls လုံးဝမရှိဘူး Antichrist အုပ်စိုးနေတဲ့ကာလဘေးတဲ့ကြီးတွေဘာတွေခေါင်းထဲကနေထုတ် Antichrist အုပ်စိုးနေတဲ့အချိန်ကာလမှာလူတွေမှာ souls လုံးဝမရှိတော့ဘူးဟာအဲ့ဒါကိုပြောသွားတာ number 1 6-3 လုံးက number 1 number 1အချက်ကဘာလဲ6-3 လုံး means the number of men လူရဲ့နံပါတ်6ဆိုတာအဲ့ဒါကြောင့် Antichrist က6-3 လုံးကိုဘာလို့ရွေးလဲဆိုရင် number 2ချက်ကဘာလဲလူတွေမှာ souls မရှိတော့ဘူး Antichrist အုပ်စိုးနေတဲ့အချိန်မှာလူတွေမှာအဲ့ဒီတစိတ်ကိုခတ်လိုက်တာနဲ့ souls လုံးဝမရှိတော့တာ Antichrist အုပ်စိုးနေတဲ့အချိန်မှာလူတွေကိုအဲ့ဒီ6-3 လုံးစီခတ်လိုက်တာနဲ့လူတွေမှာ souls မရှိတော့ဘူးလူတွေရဲ့ souls ကိုတခါတည်းဆုတ်သွားပြီလူတွေရဲ့ souls ကိုတခါတည်းဖြတ်စည်းလိုက်ပြီလူတွေရဲ့ souls energy ကိုတခါတည်းဆုတ်သွားပြီအဲ့ဒါကြောင့်6-3 လုံးကိုရွေးတာ oh my god ဆိုတော့ soulless without souls human being without soulless human being wow biggest revelation of all တတိယ point တစ်ခုရှိသေးတယ်ရှိတယ်ဘာလဲမသိဘူး second point ဘွားနော် second point အနှစ်ကြီး6-3 လုံးတစ်စိတ်ကိုခတ်လိုက်ရင်ဘာလို့ကတ်တဲ့လောင်တဲ့မြိုင်တွေကိုပြစ်ချတာလဲ6-3 လုံးတစ်စိတ်ကိုခတ်တဲ့အခါကျရင်ဘာဖြစ်လို့ဒီတစ်စိတ်ကိုမခတ်နဲ့အထိတ်မခတ်ခံနဲ့လို့ဘာလို့ပြောတာလဲဒီ6-3 လုံးပြောလို့ခေါင်းထဲမှာမရှိဘူးနော်ဝုန်းနဲ့ဝင်လာတာတော်တော်ဝင်ပြောတာ6-3 လုံးတစ်စိတ်ကိုခတ်ရင်ဘာဖြစ်လို့ကတ်တဲ့လောင်တဲ့မြိုင်တွေဘာဖြစ်လို့ပြစ်ချခံရတာလဲဆိုရင်အဲ့ဒီတစ်စိတ်ကိုခတ်လိုက်တဲ့ခါမှာလူတွေမှာ souls မရှိတော့ souls မရှိတော့ AI ဖြစ်သွားလူတွေမှာ souls မရှိတော့ဘူးအဲ့ဒီအချိန်မှာလူတွေထမင်းစားနေလိမ့်မယ်အဲ့ဒီအချိန်မှာလူတွေရှိတယ်အဲ့ဒီအချိန်မှာဒီကမ္ဘာလုံးမှာမီးတွေလောင်ဖြစ်နေလိမ့်မယ်အဲ့ဒီအချိန်မှာလူတွေရှိတယ်ဘာဖြစ်လို့ Antichrist က6-3 လုံးကိုရွေးတာလဲတောင်ကြီး3ခုရှေ့မှာတောင်ကြီး3ခု1 2 3အဲ့ဒီကောင်ပြောလိုက်တဲ့အချိန်မှာရှေ့မှာတောင်ကြီး3ခုစိမ့်နေတာပဲတောင်နားလေနင်တို့နားလေပဲခေါင်းထဲမှာ interpret လုပ်ရတယ်နင်တို့နားလေတဲ့ version နဲ့ပြန်ပြောokay holy unholy လောက်တာ wow အဲ့ဒါကြောင့်6လောက်တာ unholy လောက်တာ wow ဆိုတော့နံပါတ်3ချက်နော်3ချက်ရှိနေမလား revelation number 3 holy ကို unholy လောက်တာအဲ့ဒါနံပါတ်3ချက်နောက်တစ်ချက်ရှိသေးတယ်တာပြီနောက်တစ်ချက်ရှိသေးတယ်ဆရာခုကားမောင်းနေတဲ့ဟာကိုလေဟိုး away ဒီ space မဟုတ်ဘူး away မှာရှိတဲ့တနေရာကနေကြည့်နေတယ်ဘယ်သူလဲမသိဘူးအများကြီးပဲ being စိဒီမောင်းနေအောင်မြင်နေရတယ် alien species တွေပါတယ်မဟုတ်ဘာ being စိ away ကနေမြင်နေရတယ်ဒီနံပါတ်4ချက်ကိုပြောကန်ဒီမှာသူတို့လှမ်းမြင်နေဆိုတာဆရာကို sensation ပေးတယ်နံပါတ်4ချက်ခုန3ချက်လို့ပြောရတော့ခု4ချက်ရောက်လာပြီနံပါတ်4 holy unholy လောက်တာကြောက်စရာ revelation အဲ့ဒါ6-3 လုံး6 unholy ရှင်းနေတာပဲစောက်ပွိုင်းနံပါတ်4ချက်ရှိအဲ့နံပါတ်4ကိုပြောကန်ဒီမှာဟိုး away မှာရှိတဲ့ being တွေကြည့်နေတယ်ဆိုတဲ့ sense ကိုရတယ်နံပါတ်4ချက်ကဘာဖြစ်လို့ antichrist က6ရယ်ကိုရွေးတာလဲတခြားတစ်စိတ်လို့ရတယ်ဘာဖြစ်လို့6ရယ်ရွေးတာလဲဆိုတော့6ကလူကိုသူကရွေးတာအဲ့ antichrist ကလူကိုကင်တာဆိုတော့လူက soulless ဖြစ်သွားပြီဘာဖြစ်လို့6လူကိုကင်တာလူကိုဘာလို့ကင်တာလဲလူကိုဘာလို့ကင်တာလဲ
That's the revelation နဲ့နော် triangle ပြတယ်တရိကံပြတယ်ဆရာဘိုက်ရုပ်တရက်အောင်လာတယ်အဲ့ဒါပြောခဲ့ဒီမှာတရိကံကိုမြင်တဲ့အချိန်မှာဘိုက်အောင်လာတယ်အခုကောင်းမောင်းနေနဲ့ဘိုက်အောင်လာတယ်တရိကံကိုပြတယ်အဲ့တရိကံလူရဲ့ဘိုက်ထဲမှာဘာလဲတော့မသိတရိကံတစ်ခုပြတယ်အဲ့တရိကံလူရဲ့ဘိုက်ထဲမှာI don't know what does that mean it representing 6 လုံးစီးနဲ့ပတ်သက်ပြီးလူတွေကနှစ်ဖူးနဲ့ညာဘက်လက်မှာဟုတ်တယ်ဒါပေမဲ့အခုပြနေတာနော်တရိကံကအိုက်ထဲမှာဆိုတာပြရ I don't know what does that mean ဘာပြောတာလဲဆိုတာမသိဘူးဒါပေမဲ့ bike ထဲမှာတရိကံရှိရဆိုရအောင်ပြရတယ် number 4 it's set bike ထဲမှာတရိကံရှိရဆိုတာပြရတယ် I don't know what does that mean ဟုတ်တယ်ညာဘက်လက်နဲ့နှစ်ဖူးမှာအမှတ်တပိတ်စိတ်ကိုချတယ်တွေ့လားကျမ်းစာထဲမှာရေးထားတဲ့ revelation ကညာဘက်လက်နဲ့နှစ်ဖူးမှာ6 လုံးတစ်စီးကိုခတ်တဲ့နေရာ2 နေရာ2 နေရာပဲပြရတယ်နော်ဂျူလီနဲ့ချော်ပြတာဘိုက်ထဲမှာတရိကံ3 နေရာ why တရိကံ6 လုံးစီးရတရိကံပုံလားမသိ why တရိကံလူတွေကထင်တယ်6 လုံးဆိုတာစัจ जा စိတ်တို့ဘာကုတ်တို့စัจ जा တို့ဘာကုတ်တို့မဟုတ်ဘူးတို့ပြတာတရိကံပြီးတော့ကျမ်းစာထဲမှာရေးထားတာနှစ်ဖူးနဲ့ညာဘက်လက်မှာအခုကနှစ်ဖူးနဲ့ညာဘက်လက်ဆိုတာ2 နေရာပဲရှိတယ်စကားကိုပြလိုက်တဲ့အချိန်မှာဘိုက်ထဲမှာပြတဲ့ခါကျတော့တရိကံ